ဆိုလို့ရှိရင်အခုပထမဆုံးပိုင်1ပေါ့နော်ပိုင်1ကပထမ4လဆိုတဲ့အခါကျတော့ပိုင်1ကပထမ4လမှာဘာဖြစ်မလဲဆိုပါရနော်အဲ့တော့ပိုင်1ရဲ့ပထမ4လကတဲ့ပထမဆုံး4လပေါ့နော်ပထမဆုံး4လဆိုလို့ရှိရင်အခုApril ပေါ့နော် April May June July မှာဆိုလို့ရှိရင်ကိုလက်ရှိလုပ်ငန်းပေါ့နော်ကိုတည်ဆောက်နေတဲ့အရာတစ်ခုကိုကုညီကြမျိုးပေါ့နော်ကိုမိသားစုဝင်ဖြစ်စေကိုဆရာသမားဖြစ်စေလက်ညှိုးပြသတာမျိုးနဲ့ကြုံတွေ့ရလိမ့်မယ်ပြီးတော့ကိုရဲ့လက်ထောက်ဒီပါတီရှိလောက်အောင်ကိုကနေရာတကျရှိပြီးတော့အဆင်ပြေတဲ့နေရာတစ်ခုမှာရောက်ရှိနေမယ်ပြီးတော့လို့ရှိရင်အဆင်ပြေတဲ့နေရာတစ်ခုမှာရောက်ရှိနေတာတင်မကဘူးပေါ့နော်သူရရှိရမယ့်လုပ်ငန်းဆောင်တာတို့ဘာလို့လဲအဆင်သင့်ရှိမယ်ပေါ့နော်ဒါရှိပိုင်ဆိုင်ထားရမယ့်အရာတွေရှိနေမယ်ပိုင်ဆိုင်ထားရမယ့်အရာဆိုတာကိုပိုင်ဆိုင်တဲ့အရာတွေအကုန်လုံးကိုပိုင်ဆိုင်ထားမယ်နေရာအတည်တကျရှိမယ်လုပ်ငန်းကိုင်ငန်းကောင်းပါမယ်စီးပွားဥစ္စာဆိုရင်လည်းအဆင်ပြေနေတဲ့အခြေအနေပေါ့နော်စီးပွားဥစ္စာဆိုတာကငွေကြေးတို့ဘာလို့မှလည်းအခြေအနေအဆင်ပြေနေတဲ့အခြေအနေဖြစ်ပြီးတော့ကိုလိုချင်တဲ့ငွေကြေးကိုလည်းကိုစီးပွားရေးကိုလုပ်ချင်တဲ့ပုံစံတိုင်းထုစစ်ပုံဖော်နိုင်တဲ့အနေအထားမှာရှိတယ်အဲ့တော့အဲ့ဒီမှာလုပ်ခဲ့တဲ့ရလဒ်တွေကဒီပထမဆုံး4လဒီ4လမှာတော့ဝင်ငွေတွေပါဒီကျန်းမယ်ပေါ့နော်ဝင်ငွေကျန်းမယ်ဆိုပေမဲ့နောက်ထပ်4လကြာလို့ရှိရင်အဲ့ဒီဟာရဲ့ရလဒ်ဒီအတိအပွင့်ကိုကခံစားရမယ်ကောင်းကျိုးခံစားရတဲ့အပြင်အဲ့ဒီတုန်းကလုပ်ခဲ့တဲ့စီးပွားရေးဆိုလို့ရှိရင်လည်းစီးပွားရေးကချမ်းသာအောင်မြင်နေပြီငွေကြေးအတိအပွင့်လည်းရရှိနေပြီပေါ့နော်အဲ့တော့ဟိုပါလဲနာမည်ကုန်ကြအဖြစ်လည်းကြော်စောတဲ့အခြေအနေရောက်နေပြီသတင်းကောင်းတွေပါကြားရမယ်ပြီးတော့ရှင်ဝင်ငွေလမ်းကလည်းတစ်လမ်းနဲ့မဟုတ်တော့ဘူးနှစ်လမ်းဖြစ်နေပြီပေါ့နော်ပထမလတုန်းကလောက်ထားပထမ4လတုန်းကလောက်ထားခဲ့တဲ့ရလက်ပေါ့နော်အဲဒီရလက်ကဒီဒုတိယ4လမှာကျတော့ကောင်းမွန်တဲ့ဝင်ငွေကိုရနေပြီအဲ့ဒါအပြင်ကိုကနောက်ထပ်လမ်းကြောင်းတစ်ခုကိုအသစ်ဖောက်ပြီးတော့ထပ်ဝင်ငွေရအောင်မယ်နောက်ပြီးတော့ကို့မှာလည်းဝင်ရင်ပြီးတော့ကိုယ့်ရဲ့လက်အောက်မှာလည်းဝန်ထမ်းနေခံထားနိုင်တဲ့အခြေအနေမျိုးဖြစ်နေလိမ့်မယ်ပြီးတော့ဒါပေမဲ့ကျန်းမာရေးပေါ့နော်ကျန်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်တော့ဒီဒုတိယ4လပိုင်းမှာနည်းနည်းဖျားနာတာရှိမယ်နောက်ပြီးတော့သွေးတိုးတို့စီချိုတို့ဖြစ်နိုင်တဲ့အခြေအနေရှိမယ်ပေါ့နော်ကိုကအဝါလွန်နေတယ်ဆိုလို့ရှိရင်လည်း weight short ပေးပေါ့နော်အဲ့တော့ပထမ4လတုန်းကကိုလုပ်ချင်တဲ့အိမ်မက်တွေကိုကိုကတိဆောက်ခဲ့ပြီးသွားပြီဒုတိယ4လမှာလည်းအောင်မြင်မှုကိုရပြီးသွားပြီဒါပေမဲ့တတိယ4လလည်းရောက်ရောကိုကလုပ်ငန်းကိုချဲ့ထွင်မှုအတွက်ခုနကလုပ်ငန်း2ခုလုပ်ခဲ့တဲ့အရာရှိတယ်အဲ့ဒီကငွေကြေးကိုကထိန်းချောင်းပြီးတော့လေပတ်ဖို့ဆိုလို့ရှိရင်ကိုအတွက်နည်းနည်းအာယုံမနေဆိုင်နေရတဲ့အခြေအနေပေါ့နော်အဲ့ဒီအခြေအနေမှာဘယ်လိုဖြစ်နိုင်လဲဆိုတော့ကိုရောပေါ့နော်ငွေရေးကြေးရေးအခြေအနေမှာကျတော့ကိုကအရင်8လလောက်မကောင်းတော့ဘူးနောက်ဆုံး4လမှာဆိုလို့ရှိရင်ငွေရေးကြေးရေးအခြေအနေပိုင်းမှာလျှော့နေလာမယ်လျှော့နေမယ်ဆိုတာစီးပွားရေးအပြင်ပေါ့နော်ဥပမာအရင်တော့ကိုက10သိန်းရှိရဆိုကို9သိန်းလောက်ပဲချင်တယ်အဲ့လိုအခြေအနေမျိုးပြောချင်တာပေါ့နော်အဲ့တော့ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ကို့မှာအရင်တော့ရှိခဲ့တဲ့ရှိတယ်ပေါ့နော်အရင်တော့လုပ်ခဲ့တဲ့လုပ်ငန်း2ခုစလုံးပေါ့နော်အဲ့2ခုစလုံးကိုနိုင်ငံရဲ့ခြားနေချက်တွေပြီးလုပ်မယ်ဆိုလို့ရှိရင်အောင်မြင်နိုင်တယ်ပညာရေးဆိုလို့ရှိရင်လည်းနောက်ခွာလုပ်လို့ရတယ်စီးပွားရေးဆိုလို့ရှိရင်လည်းရတယ်ပေါ့နော်အဲ့တော့ငွေကြေးကြတော့အရင်လတွေထက်စားလို့ရှိရင်ဝင်ငွေကပထမဒီနောက်ဆုံး4လမှာလျှော့နေလိမ့်မယ်တခြားအကြောင်းအရာတစ်ခုကိုအကြောင်းပေါ့နော်တခြားအကြောင်းအရာတစ်ခုကိုအကြောင်းဆိုတော့ကျန်းမာရေးလည်းထိခိုက်နိုင်သလိုဒီပတ်ဝန်းကျင်အခြေအနေကရာသီဥတုအခြေအနေဆိုတာပတ်ဝန်းကျင်အခြေအနေဆိုပေါ့နော်ပတ်ဝန်းကျင်အခြေအနေဆိုတာကကိုလုံးနေတဲ့လုပ်ငန်းရဲ့ပတ်ဝန်းကျင်ပေါ့နော်အနေထားတိတ်မကောင်းဘူးအဲ့တော့နောက်ဆုံး4လကြာလို့ရှိရင်လုပ်ငန်းခွင်ပေါ့နော်လုပ်ဆောင်ရတာအဆင်မပြေနိုင်ဘူးဆိုတာကိုပြနေရပေါ့နော်အဲ့တော့အဲ့ဒီအတွက်ဆိုလို့ရှိရင်တော့ငွေချေးကိုတော့ဝင်အောင်တော့လုပ်ထားလို့ရတယ်ဒီရှေ့တွေမှာဝင်ခဲ့တာတွေရှိတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ကိုကဒီအခြေအနေကြာလို့ရှိရင်တော့ကိုအတွက်ကိုဖန်တီးရမယ်ပေါ့နော်ကိုယ်တိုင်ဖန်တီးပြီးတော့လုပ်ငန်းအသစ်မျိုးကိုတိုးချဲ့တာနိုင်ငံရဲ့ခြားနဲ့ဂုဏ်သွဲတာမျိုးကိုပဲဖြစ်ဖြစ်လှုပ်ဆောင်တဲ့နယ်လို့ယူဆတယ်အဲ့တော့ဒီနှစ်ထဲမှာဘာတွေထူးခြားလဲပေါ့နော်ဒီနှစ်ထဲမှာဘာတွေထူးခြားလဲလို့ကြည့်လို့ရှိရင်ဒီနှစ်ထဲမှာကိုကကိုလှုပ်ချင်တဲ့ကိုအရင်တော့ကတော့ကိုကလွတ်လပ်ကိုလှုပ်ချင်တာကိုလှုပ်ခွင့်မရခဲ့ဘူးဆိုတော့ပြတယ်အခုဒီနှစ်ထဲမှာဆိုရင်ကိုလှုပ်ချင်တာတွေကိုကိုကလွတ်လပ်လှုပ်ခွင့်ရမယ်ပြီးတဲ့အခါကျတော့ဒီကိုဘာပြောချင်လဲပေါ့နော်ဒီဘယ်လိုပြောလဲ angel message ပဲဖြစ်ဖြစ် spiritual ဘိုင်းကတွေကပဲဖြစ်ဖြစ်ဘာပြောချင်လဲဆိုလို့ရှိရင်ကိုယ့်စီကိုရှင်းရှင်းလင်းလင်း
ပြောပြပေးနိုင်တယ်ပေါ့နော်ရှင်းလင်းပြောပြပေးနိုင်တယ်ဆိုတာဒီနှစ်ထဲမှာဆိုလို့ရှိရင်တော့ကိုလိုချင်တဲ့ guidance တွေ message တွေရှိလို့ရှိရင်အဲ့လိုမျိုးမေးမြန်းတာမျိုးလေးလုပ်ပြီးတော့အောင်မြင်အောင်အဲ့ဒီပိုင်းနဲ့ contact လုပ်လို့လွယ်ကူလိမ့်မယ်လို့ပြရတယ်ပေါ့နော်အဲ့တော့ဒီနှစ်ထဲမှာကိုလိုချင်တာတွေကိုလွတ်လပ်လုပ်နိုင်တယ်ပြီးတဲ့အခါကျတော့ကိုကဒီနှစ်ထဲမှာတည်ထားရမှာကကိုလုပ်ချင်တဲ့အရာကိုကဒီမှာလုပ်ခွင့်ရနေပြီအဲ့ဒီလိုပဲကိုမှာကလည်းလုံနိုင်တဲ့အနေအထားရှိတယ်လှုပ်ဆောင်နိုင်စွမ်းရှိတဲ့သူဆိုတာကိုပြတယ်အဲ့တော့ကိုကဒီတိုက်ပွဲဝင်ရမယ်ဆိုရင်လည်းကိုကခေါင်းဆောင်နေနေပဲကိုကပဲအောင်ပွဲခံမဲ့သူအနေနဲ့ပဲဖြစ်တယ်ဆိုတာကိုပြတယ်အဲ့ဒီကကြတော့အမျိုးသမီးတွေဆိုလို့ရှိရင်လည်းကိုယ်တိုင်ထူထောင်ပြီးတော့လုပ်ငန်းဆောင်တာတွေကောင်းတိုင်အကောင့်တွေဖော်နိုင်မယ်ဆိုတာကိုပြရတယ်ပေါ့နော်နောက်တစ်ခုအခြေရေးကကြတော့ဒီနှစ်ထဲမှာဖြစ်နိုင်တယ်လို့ပြောထားတာအချိန်ပေါ့နော်အချိန်ယူပါတဲ့အခြေရေးမှာတဲ့ဒီပိုင်းဝမ်းလေးတွေကအချိန်အရန်ကိုဒီအခြေရေးမှာကိုချစ်သူနဲ့ပတ်သက်ပြီးတော့တခုခုအပြင်းထန်စူးစမ်းပြီးတော့ရယူနေရတယ်ဆိုလို့ရှိရင်အဲ့ဒီအတွက်အရန်စူးစမ်းတာမျိုးကိုအချိန်ပေးပြီးတော့စောင့်လိုက်တာကပိုကောင်းတယ်လို့ပြောချင်တာပေါ့နော်အဲ့လိုအနေထားကိုတွေ့ရပါတယ်ဒါကပိုင်းဝမ်းပေါ့နော်ကိုကပိုက်တူလေးပေါ့နော်ပိုက်တူမှာဘာဖြစ်နေလဲပေါ့နော်ပိုက်တူကကြတော့ပထမဆုံး၄လမှာကိုနေရရမယ်ကိုမိသားစုနဲ့ပျော်ရွှင်တဲ့မိသားစုဘဝကိုတည်ထောင်နိုင်လိမ့်မယ်ပြီးတော့အခြေအနေအကုန်လုံးပေါ့နော်အခြေအနေအကုန်လုံးစီးပွားရေးပညာရေးလူမှုရေးအကုန်လုံးကျန်းမာရေးရောအကုန်လုံးကပြည့်စုံနေလိမ့်မယ်ဒီပထမ၄လမှာဒါပေမဲ့ဘာဖြစ်လဲဆိုတော့ကိုယ်မှာစိတ်ရှုပ်ထွေးစရာကြီးရှိတယ်ဆွေမျိုးတိုင်းဝိုင်းနဲ့ပတ်သက်ပြီးတော့ရှုပ်ထွေးတဲ့ကိစ္စတွေရှိနိုင်တယ်နောက်တစ်ခုကငွေရေးကြေးရေးနဲ့ပညာရေးကတော့ကိုယ့်လက်ထဲမှာပဲအောင်မြင်မှုရနေတယ်ကိုကအေးစေးတောင်းတတာနဲ့ပိုင်ဆိုင်ခွင့်ရှိမယ်ဆိုတာကိုပြရတယ်ပေါ့နော်အဲ့တော့ဒုတိယပါနော်ဒီဒုတိယလေးလာကြလို့ရှိရင်ဒုတိယလေးလာကြရင်ရောဆိုတော့ဒုတိယလေးလာကြရင်ကိုကအဲ့ဒီအခြေအနေတွေကနေပြီးတော့ဘေးကျနှံချက်အခြေအနေတခုကိုရောက်နိုင်တယ်ပေါ့နော်ဘေးကျနှံချက်အခြေအနေဆိုတာကိုကသူများကိုလည်းမထိခိုက်စေချင်ဘူးဘယ်သူ့ဘက်ကမှမထိခိုက်စေချင်ဘူးဒါပေမဲ့ကို့မှာရွေးချယ်လို့လည်းမရဘူးကို့အခြေအနေကဘာဖြစ်နေလဲဆိုတော့ကိုမသိဘူးအဲ့တော့ကိုကအဲ့လိုပေါ့နော်သူများကိုလည်းမထိခိုက်အောင်ကိုလည်းမထိခိုက်အောင်ရွေးချယ်နေရတဲ့အခြေအနေရှိမယ်တကယ်လို့ကိုအဲ့လိုဆွေမျိုးအတိုင်းဝိုင်းပဲဖြစ်မိတ်ဆွေပဲဖြစ်နှစ်ဖက်ကွဲနေတယ်ဆိုလို့ရှိရင်လည်းအဲ့ဒီနှစ်ဖက်လုံးကိုမထိခိုက်ဖို့ကို့မှာမနေကိုရုန်းကန်လှုပ်ရှားနေရတယ်ဆိုတော့တွေ့တယ်ပေါ့နော်ဒါပေမဲ့ဘာလဲဆိုတော့ကိုကလည်းအခြေအနေမှန်ကိုမမြင်နိုင်တဲ့အတွက်ကိုကဘယ်လိုဆုံးဖြတ်ရမှန်းမသိဘူးအဲ့တော့တတိယလေးလမှာကျတော့တတိယလေးလမှာဘာဖြစ်လဲပေါ့နော်တတိယလေးလမှာကျတော့ကိုယ့်ရဲ့အခြေအနေကလေကိုနေရတဲ့သဘာဝအတိုင်းမဟုတ်တော့ကို့မှာအသက်ရှူဖို့တောင်အဆင်မပြေတော့အောင်တကယ်ကိုရောက်နေတဲ့ပတ်ဝန်းကျင်ကြီးကကိုယ့်ရဲ့ကိုရှိတဲ့နေရာမဟုတ်ဘူးပေါ့နော်ကိုရှိတဲ့နေရာမဟုတ်ဘဲနဲ့ကိုမရောက်ရမယ့်နေရာတစ်ခုရောက်နေတယ်လို့ခံစားရတာမျိုးဖြစ်တယ်လေပေါ့နော်တကယ်လို့အဲ့လိုမဟုတ်လို့ရှင်လေကိုကြောင့်မဟုတ်လို့တခြားသူတယောက်ကအဲ့လိုမျိုးခံစားရနေရတယ်ဆိုတာကိုပြတယ်အဲ့တော့ဒီနှစ်ထဲမှာအဲ့ဒါလေးတွေရှိတယ်ပေါ့နော်နောက်တစ်ခုကပထမ၄လမှာတော့ကိုကလေအရာအားလုံးကိုပိုင်ဆိုင်နေတယ်ပြီးတော့ညာအားလုံးကိုပိုင်ဆိုင်နေတယ်ဒုတိယလေးလမှာကျတော့ကိုကဘယ်လိုပြောရမလဲကိုကသတင်းကောင်းတွေပါလေကြားရမယ်ဒါပေမဲ့ကိုကအဓိကရွေးချယ်ရမယ်ပေါ့နော်ကိုကအဓိကရွေးချယ်ရမယ်ဆိုတော့ဘယ်လိုရွေးချယ်တယ်ဆိုတာတက်ပေါ့နော်ကိုရဲ့ဒီဒုတိယလေးလကဟိုဖြစ်တယ်ပေါ့နော်အရေးကြီးတယ်ပေါ့နော်ဒါပေမဲ့ဘယ်လိုပဲဖြစ်နေပါစေပေါ့နော်ဘယ်လိုပဲဖြစ်နေပါစေကိုကအကောင်းတာကိုပဲလုပ်မှာပေါ့နော်ကောင်းတာကိုပဲလုပ်ရင်သတင်းကောင်းလဲကြားရမယ်ဆိုတဲ့အခြေအနေကိုတွေ့ရတယ်ပေါ့နော်ကိုအဲ့ဒီလိုလုပ်ထားတာတွေရဲ့ဟိုကနောက်ဆုံးလေးလကြာလို့ရှိရင်တော့နောက်ဆုံးလေးလကြာရင်တော့အေးချမ်းတော့ဖြစ်မယ်ဆိုပေမဲ့လေနောက်ဆုံးလေးလကြာရင်အဲ့ဒါတွေအကုန်လုံးရဲ့ပေါ့နော် result ထွက်မယ်ပေါ့နော်အဲ့ဒီချိန်ကြာလို့ရှိရင်မှားတဲ့ဘက်ကဘာမှန်တဲ့ဘက်ကဘာဆိုတဲ့ဆုံးဖြတ်ချက်ကိုချနိုင်နိုင်မယ်နောက်ဆုံးလေးလကြာလို့ရှိရင်အဲ့တော့အဲ့ဒီချိန်မှာမှန်မှန်ကန်ကန်ရပ်တည်နိုင်မှုအရေးကြီးတယ်ပေါ့နော်အဲ့တော့မှန်ကန်နဲ့ကိုကမှန်မှန်ကန်ကန်ဆိုရင်တော့ဒီရှိသမျှအရာတွေအကုန်လုံးကကိုယ့်အတွက်အဆင်ပြေလိမ့်မယ်ဒါပေမဲ့ကိုလိုချင်တဲ့အနေအထားတစ်ခုမှာတော့နေလို့ရမှာမဟုတ်ဘူးပေါ့နော်ကိုနေချင်တဲ့အနေအထားတစ်ခုဆိုတာဘယ်လိုပြောရမလဲကိုယ့်ရဲ့တက်တောင့်တက်တာဆုံးထဲမှာ comfort zone ထဲမှာကိုနေလို့မရတော့ဘူးဆိုတဲ့အနေအထားကိုပြရတယ်ပေါ့နော်အဲ့တော့နောက်ထပ်လေးရှိရပေါ့နော်ဘာလဲဒီနှစ်ထဲမှာဘာဖြစ်လဲပေါ့ angel guidance ကိုကြည့်မှာပေါ့နော် angel guidance ကိုကြည့်တော့ပထမဦးဆုံးဒီနှစ်ထဲမှာတော့ကိုကprosperity ဆိုတော့ပြည့်စုံကုန်လုံးကြွယ်ဝမှုကိုက university ကနေ abundance ကိုရမယ်ပေါ့နော်ဘဝတည်းကိုပြည့်စုံမှုတွေဝင်လာမယ်ပြီးတော့လို့ရှိရင်
ဒီနှစ်မှာပေါ့နော်ဘဝထဲမှာကောင်းခြင်းတွေကိုအပြည့်အဝရရှိနိုင်လိမ့်မယ်ဆိုတာကိုပြတယ်နောက်တစ်ခုကကိုတကယ်ကိုအတွက်ဖြစ်နေတဲ့အရာပေါ့နော်ဒီနှစ်ထဲမှာတော့ဒီဥပမာကွာဒီမှာဆိုလို့ရှိရင်လေကိုကရွေးချယ်ရခက်တယ်လို့ပြောလို့ဆိုလို့ရှိရင်ခဏလေးကိုအချိန်ယူပြီးတော့ဘဝမှာခဏလေးကိုအနာပေးပေါ့နော်အရန်ကိုပြင်ပန်းခံပြီးတော့လုပ်နေရတာမျိုးအဆင်မပြေဘူးလေနော်အဲ့တော့အကြာကြီးမဟုတ်ပေမဲ့ခဏလေးတော့နားလိုက်ပါပေါ့နော်အဲ့လိုအခြေအနေမျိုးရှိရတကယ်လို့ရွေးချယ်ရခဲ့တဲ့အရာမျိုးဖြစ်ခဲ့နောက်အခြေရေးကြတော့အခြေရေးနဲ့ပတ်သက်ပြီးလို့ရှင်ကိုနှလုံးသားတွေကအဖြစ်ကိုသိပြီးသားတဲ့အဲ့တော့မှန်မယ်ဆိုထင်တဲ့ဟာကိုလုပ်ပါလို့ပြောတယ်အဲ့ဒါဆိုလို့ရှိရင်ဘာကိုပြောချင်တာလဲပေါ့နော်အဲ့တော့မင်းနှလုံးသားထဲမှန်မယ်ထင်တဲ့အရာကိုလုပ်တယ်ကိုကဘေးကမှန်တယ်ဘေးကမှားတယ်ဆိုကိုသိပြီးသားတဲ့အဲ့တော့သူကဘယ်လိုပြောရမလဲတခြားစကားလုံးနဲ့ပြောလို့ရှင်နှလုံးသား follow your heart ဆိုတဲ့စကားလုံးရှိရလေကိုစိတ်ထဲမှာတကယ်ဘာရှိလဲဆိုတော့ကိုမြင်အောင်အရင်ကြည့်ပေါ့နော်အဲ့ဒါလေးလိုမယ်လို့ထင်တယ်ဒီဒုတိယ file မှာဒီနှစ်အတွက် file 2မှာပေါ့နော်အဲ့တော့ဒါလေးပါပဲအဲ့တော့ဒါအခုကfile 3ပေါ့နော် file 3မှာဆိုလို့ရှိရင်ပထမဆုံးလေးလရဲ့ file 3ကကြတော့ပထမဆုံးလေးလရဲ့ file 3ကဘာဖြစ်မလဲဆိုတော့အခက်အခဲရှိရင်လည်းကိုယ့်ဘက်ကကြည့်နိုင်မယ်နောက်ပြီးလို့ရှိရင်အောင်မြင်မယ်ပြီးလို့ရှိရင်ကိုယ်လူတိုင်းအားချနေရတဲ့ပုံရမယ်နည်းနည်းတော့ပူပန်ရတဲ့အခြေအနေမျိုးရှိနိုင်တယ်ပြီးတော့လုပ်ငန်းတွေကိုလည်းလုပ်ငန်းတို့ငွေကြေးတို့ကိုလည်းလည်ပတ်နိုင်အောင်မနေစူးစမ်းနေရတယ်ဆိုပေမဲ့မနေစူးစမ်းနေရဆိုမနေတော့မဟုတ်ဘူးเนาะအတိအကျဖြစ်အောင်စူးစမ်းနေရတယ်ဆိုပေမဲ့လို့ပြောမှာပေါ့နော်ကိုယ်ရည်မှန်းချက်ပန်းတိုင်းရောက်မယ်ဆိုတာကိုပြထားတယ်ကိုယ်ရည်မှန်းချက်ပန်းတိုင်းကိုရောက်ဖို့ကတော့ခါတိုင်းလိုပဲပေါ့နော်ပြောရရင်တော့ဘာသာတရားလေးလုံးတစ်ဖက်ကလည်းမှန်ကန်တဲ့ရည်မှန်းချက်ဖြစ်အောင်လုပ်ပေါ့နော်မမျှတာရည်မှန်းချက်ဆိုရင်တော့ဖြစ်လာမှာမဟုတ်ဘူးအဲ့တော့ဒုတိယလေးလပေါ့နော်ဒုတိယလေးလမှာကျတော့ကိုယ့်ရဲ့လူတန်းတဲ့အခြေအနေခါလေလိုတဲ့နေရာကဥပမာတနေရာလည်းမဟုတ်ဘူးဆိုလို့ရှိရင်ကိုကတစ်ဖက်တည်းကိုပဲပြည်လူနေရာမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ကိုကမျှတလိုအပ်တဲ့နေရာတွေကိုကပေးကမ်းနိုင်တဲ့သူဖြစ်တဲ့အတွက်ပေးကမ်းရမယ်ဆိုတာကိုပြရတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကျတော့ကိုသွားနေတဲ့ direction ပေါ့နော်ဒုတိယလေးလမှာကိုသွားနေတဲ့ direction ကိုစမ်းစစ်တင်တယ်အဲ့ဒါကိုအဲ့ direction ကိုသွားဖို့တိုက်တွန်းတဲ့သူကိုယ်တိုင်ကလည်းအဲ့ဒါကိုတွေးဝေနေတယ်ဆိုတာကိုတွေ့ရတယ်ပေါ့နော်ကိုလှုပ်ဆောင်မဲ့ကိစ္စဟာကိုရည်မှန်းထားတာ ਨੇ ကွက်တီးဖြစ်ရလားလမ်းကြောင်းမှန်ရလားတဲ့ရလားဆိုတာကိုစဉ်းစားဆုံးဖြတ်ရမယ်ဆိုတာကိုပြတယ်အဲ့တော့ဒီအချိန်မှာဘာဖြစ်နိုင်လဲဆိုတော့လမ်းကြောင်းပြောင်းရမယ့်အချိန်ပေါ့နော်ကိုကပြောင်းရင်သွားမိနေတယ်ဆိုလို့ရှိရင်အဲ့ဒါကိုလမ်းကြောင်းပြောင်းရင်ပြောင်းမပြောင်းလို့ရှိရင်ဒီလုပ်ငန်းပဲဖြစ်ပါဖြစ်တခုခုဒီမှာရက်ပြီးတော့အသစ်တစ်ခုဆိုတာထက်ဥပမာ career ဆိုရင် career အသစ်တစ်ခုပြောင်းတာနိုင်ငံရဲ့6ပြည်ထွက်ပြီးတော့လုပ်ငန်းသစ်စလိုက်တာဘွားတစ်ခုထူထောင်လိုက်တာမျိုးကိုအတွက်ပို့ပြီးတော့အဆင်ပြေမယ်ဆိုတာကိုပြတယ်လက်ရှိမှာကိုကအောင်မြင်နေတယ်ဆိုပေမဲ့ကိုလမ်းကြောင်းမှန်ရင်လားဆိုတာမသိကြဘူးဆိုတာကိုပြတယ်ပေါ့နော်အဲ့တော့နောက်ဆုံး၄လမှာဆိုလို့ရှိရင်တော့ကိုကလမ်းကြောင်းကိုအစိတ်ကူတွေးခေါ်ထားတာဒီအောင်မြင်ပြီပေါ့နော်ဖြစ်လာပြီအဲ့ခါကျတော့တကယ်လို့အတိတ်မှာတော့အခြေအနေကနည်းနည်းလေးကိုအတွက်ပတ်ဝန်းကျင်အခြေအနေပေါ့နော်ပတ်ဝန်းကျင်အခြေအနေဆိုတာလူမှုရေးပဲဖြစ်တိုင်းဝိုင်းအခြေအနေကကိုအတွက်ခက်ခဲခဲ့မယ်ဆိုရင်တောင်ဒီအချိန်မှာတော့ကိုလက်ရှိအခြေအနေရောအနာဂတ်အခြေအနေရောကတာယာတဲ့အခြေအနေပဲဖြစ်တော့မယ်ကိုရည်မှန်းထားတာတွေအကုန်ဖြစ်မယ်ဒါပေမဲ့ကိုရဲ့နှလုံးသားရေးရာမှာတော့နည်းနည်းလေးစိတ်ညစ်စရာရှိလိမ့်မယ်ပေါ့နော်ဘာသာတရားလေးလည်းလုပ်ဖြစ်လိမ့်မယ်ဒါပေမဲ့ဘာဖြစ်လဲပေါ့နော်ဒီကမှာလည်းဒီဒုတိယပိုင်းပေါ့နော်ဒုတိယပိုင်းလို့ပါလဲတတိယပိုင်းဒီပိုင်း3မှာလည်းပေါ့နော် justice ဆိုတာjustice ဆိုတော့ဒီကောင်ကဖြစ်လိမ့်မယ်တရားမျှတမှုကိုရရှိမယ်ဆိုတဲ့အထိပ္ပယ်ပေါ့နော်ပြီးတဲ့အခါကျတော့အဲ့တော့ဒီနှစ်ထဲမှာဘာတွေဖြစ်မှာလဲပေါ့နော် angel message ကိုကြည့်တဲ့အခါကျတော့ဒီနှစ်ထဲမှာကျတော့ဟုတ်တယ်ကို manifest လုပ်ထားတဲ့ dreams တွေကိုယ့်ရဲ့အိမ်မက်တွေကတဲ့တကယ်လက်တွေ့ဖြစ်လာနိုင်မယ်တဲ့ဟုတ်တယ်ပထမနှစ်စကလေးကသူကဖြစ်နေပြီနှစ်လယ်မှာတော့နည်းနည်းလေး direction လွဲနေတယ်နှစ်ဆုံးမှာလည်းကိုကဖြစ်တဲ့ဥတီချက်တွေအောင်မြင်နေဆိုတာကိုပဲပြနေတယ်အဲ့ခါကျတော့ဒီနှစ်ထဲမှာက
စိတ်ကူးတွေအောင်မြင်မယ်ရည်မှန်းချက်တွေအောင်မြင်မယ်ဒါနောက်တစ်ခုကကြတော့အခြေရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်အခြေရေးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးဟိုဖြစ်မယ်ပေါ့နော်အခြေရေးနဲ့ပတ်သက်ပြီးတော့ညနေမောင်တောင်နည်းနည်းစိတ်ငြိမ်ရမယ်ဆိုလို့ရှိပေမဲ့ပေါ့နော်ကိုခအခြေရေးမှာလမ်းပွင့်လာမှာပေါ့နော်ကိုသွားချင်တဲ့ direction နည်းနည်းတော့လွဲနေနိုင်သေးတယ်အဲ့ဒါလေးကိုတော့သတိထားကြည့်ပေါ့နော်အဲ့တော့ဘယ်လိုအခြေရေးနဲ့ပတ်သက်ပြီးဘာဖြစ်နေလဲပေါ့နော်အခြေရေးနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်ကိုသွားနေတဲ့ direction ကပြောင်းပြန်ဖြစ်နေတဲ့ခါကြတော့အေးချင်းချင်းတော့ရှိပေမဲ့ပေါ့နော်တယောက်နဲ့တယောက်တကယ်လို့စုံတွဲနေဆိုလို့ရှိရင်ပဲဖြစ်ပါပဲဖြစ်ပေါ့နော်တယောက်နဲ့တယောက်ဒီအချိန်ခဏလေးတော့ဘယ်လိုပြောမလဲသူ့အတွက်အချိန်ပေးတာမျိုးပဲဖြစ်ကိုလွတ်လပ်နေလို့ရတဲ့အချိန်လေးနည်းနည်းပေးလိုက်ပေါ့နော်ပေးသွားလို့ရှိရင်ဘာဖြစ်မလဲဆိုတော့အဲ့ဒါကကို့မှာရှိတဲ့ပြဿနာတို့ဘာလို့ရှိရဲဆိုလို့ရှိရင်အဲ့ဒါအလိုဖြေရှင်းမိတာဖြစ်သွားလိမ့်မယ်ကိုနဲ့သူနဲ့ရဲ့ခြားထဲမှာယုံကြည်မှုတည်ဆောက်ခဲ့ရတယ်တစ္ဆာရှိခဲ့ရတယ်ဆိုတာကလည်းအလကားမဟုတ်ဘူးပေါ့နော်အဲဒါကြောင့်မလို့အဲ့ဒီအချိန်မှာကိုကနည်းနည်းလေးအချိန်ပေးပြီးတော့ကိုတစ္ဆာရှိကြောင်းကိုယုံကြည်တိုက်တဲ့လူဖြစ်ကြောင်းကိုတသိပြပေါ့နော်ပြီးလို့ရှိရင်အဲ့ဆိုရင်ကိုလမ်းမှန်အောင်ပြန်ရောက်သွားလိမ့်မယ်အဲ့ဒါဆိုရင်အဆင်ပြေမယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့ဘာလဲဆိုတော့နောက်တစ်ခုကကြတော့တဲ့ဟိုဟာလောက်ပေါ့နော်ဒီနှစ်ထဲမှာဟိုဖြစ်နိုင်တဲ့အခြေအနေလေးတွေရှိရပေါ့နော်အဲ့ဒါဘယ်လိုပြောရမလဲဆိုတော့တဘာဝနဲ့ဆက်ပြီးတော့ကိုကဟိုဘယ်လိုပြောပြရမလဲသူများကိုလည်းကိုချင်းစာတတ်တာမျိုးတို့ဟိုလောက်ချင်တာပို့ပြီးတော့လောကကြီးအကြောင်းသိလာအောင်ပေါ့နော်အဲ့လိုတရားထိုင်ကြည့်ပြီးတော့ nature တဘာဝနဲ့ဆက်ဖို့စူးစမ်းကြည့်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကိုတကယ်သွားခြင်းနဲ့လမ်းကြောင်းကဘာလဲဆိုတာကိုသိလာလိမ့်မယ်ပြီးတော့လို့ရှိရင်ပေါ့နော်ကိုယ့်ရဲ့အထဲတွေကဘယ်အရာကဘာကိုလုပ်ဖို့အတွက်လှုပ်ဆော်နေတာလဲဘာကိုလုပ်ဖို့အတွက်ဆိုတာဥပမာကိုလုပ်ချင်တာရှိတယ်ကိုရည်မှန်းချက်ကဘာဆိုလို့ရှိရင်ဥပမာကိုရည်မှန်းချက်ကဒီနောက်နှစ်မှာကိုလိုချင်တဲ့နိုင်ငံခြားထွက်ဖို့ပဲဖြစ်ပါ career change ဖို့ပဲဖြစ်အဲ့ဒါဆိုလို့ရှိရင်ဘယ်အရာကကိုလုပ်ပေးနေရလဲဘယ်ဟာကတွန်းအားပေးနေတာလဲဆိုတာကိုစဉ်းစားရမယ်ပေါ့နော်အဲ့တော့ဖြစ်နိုင်တော့ဒီနှစ်ထဲမှာနှစ်လေလောက်မှာပေါ့နော် career change တဲ့နဲ့ career change တာမဟုတ်ရင်တောင်မှနိုင်ငံခြားထွက်တာပဲဖြစ်ပါပဲဖြစ်အဲ့လိုနေရာဒေသအသစ်တစ်ခုကိုပြောင်းလိုက်တာတစ်ခုကိုကြီးမားတဲ့အပြောင်းလဲတစ်ခုကိုလုပ်လိုက်တာကိုတော့ကောင်းမယ်လို့ယူဆရတယ်ပေါ့နော်ဒါက by 3လေးတွေဆိုပါနော်